မင်္ဂလာပါခင်ဗျာကျွန်တော်တို့ယခုရှင်းပြပေးမှာကတော့ဒီ Liver software မှာ modifier ဆိုတာလေးကိုဘယ်လိုအသုံးချမလဲဖြစ်ပါတယ်ဒီ modifier ကိုကျွန်တော်တို့ကဘယ်လိုအသုံးပြုလို့ရတယ်လဲဆိုလို့ရှိရင်အရသာတွေအနေနဲ့ပေါ့ဥပမာအချိုလျှော့တာအငံလျှော့တာစသဖြင့်တော့၎င်းဒါမှမဟုတ်ပေါ့ဥပမာမွေးငါမှာလို့ရှိရင်ပဲကြော်ဆိုဘလောက်ဘူးတိကြော်ဆိုဘလောက်ပေါ့နော်အဲ့ဒါတွေထည့်ယူလိုက်ရင်ဒီငွေဘလောက်ထပ်တိုးကောက်မယ်ဆိုတော့ modifier တွေအနေနဲ့ထည့်သွင်းပြီးအသုံးပြုလို့ရပါတယ်ကျွန်တော်နမူနာလေးပြပေးပါမယ်ခင်ဗျာitem နဲ့ကိုသွားပါမယ် modifier ဖွင့်ပါမယ် modifier အုပ်စု name လေးကိုအရင်ပေးပေးရမှာဖြစ်ပါတယ်ခင်ဗျာအရသာဆိုရင်ဥပမာပေါ့နော်အရသာအချိုလျှော့အချိုမှုံးရှောင်စသဖြင့်မိမိတို့လိုရှိတဲ့ modifier လေးတွေကိုဒီထဲမှာထည့်သွင်းပေးထားလို့ရပါတယ်အဲ့ဒါပြီးရင် save လုပ်ပါမယ်ခင်ဗျာတကယ်လို့ဒီ option လေးတွေကိုရွေးလို့ပတ်စံပိုကောက်အောင်မဲ့အရာမျိုးဆိုရင်ဒီနေရာမှာပတ်စံတန်ဖိုးလေးထည့်ပေးရပါမယ်ပြီးတဲ့အခါ save လုပ်ပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ရဲ့ဒီ item တွေထဲမှာခုနက modifier လေးတွေကိုဘယ်မှာပေါ်စေခြင်းလဲပေါ့ဥပမာကျွန်တော်တို့ကဒီမနက်စာဆိုတဲ့ item လေးတွေထဲမှာခုန modifier လေးတွေကိုပေါ်စေခြင်းလဲဆိုလို့ရှိရင်item လေးကိုနှိပ်လိုက်ပါမယ်ခင်ဗျာပြီးရင်ဒီသူနဲ့သက်ဆိုင်တဲ့ modifier လေးတွေဖွင့်ပေးပါမယ်ခင်ဗျာပြီးရင် save လုပ်ပါမယ်မွေးငါးမှာလည်းထို့တူပဲပေါ့သူနဲ့သက်ဆိုင်တဲ့ modifier လေးတွေဗာလေးတွေပေါ်စေခြင်းလဲပေါ်စေခြင်းတဲ့ဟာလေးတွေကိုဖွင့်ပြီး save လုပ်ပါမယ်ကျွန်တော်တို့ကအုံလုံးခောက်ဆွဲပြီးလိုက်ပြီဆိုလို့ရှိရင်ဥပမာပေါ့ဘူးတိကျော်ဥပမာပေါ့ချိုမိုးရှောင်းစသဖြင့် option လေးတွေရွေးပေးလို့ရပါတယ်မွေးငါးမှာလည်းထိုနည်းတူပါပဲလိုအပ်တဲ့ option လေးတွေထည့်ပေးပါမယ်ခင်ဗျာ